နောင်ငွေ3,000ဝန်းကျင်နဲ့ထောင်းလုံး9မိနစ်နဲ့ရောက်နိုင်ပြီပထနာကန်ပတ်ချာဘူရီရန်ကန်3လမ်းစုံတဲ့နေရာမှာတည်ရှိတယ်ကျိုးပိုင်းကွန်ဒိုလေးနဲ့မိတ်ဆက်ပေးပါမယ်ပြမယ်ခန်းလေးကတော့ 40.5 square meter သူ 1 plus ခန်းလေးပဲဖြစ်ပါတယ်တွေ့ရတဲ့အတိုင်းဝင်ချင်းမှာဆိုရင်သူရဲ့ living room ရှိပါမယ်ပြီးရင်တော့ဒီမှာ dining table နဲ့သူရဲ့ living room area ခြေယူတွေ့ရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီဘက်မှာဆိုရင်မြန်မာတွေအချိုက်သူ့ရဲ့ separate kitchen ရှိပါမယ် separate kitchen ကိုမှသူကအင်္ဂါရေချိုးရတဲ့တစ်ခါတည်းတွဲပြီးတော့မှသူဒီ sliding door လေးနဲ့ပိတ်ပြီးထားမယ်ပြီးရင်တော့ဒီမှာ1 plus ဆိုတဲ့အတွက်ဒီဘက်မှာဆိုရင်တော့သူအခန်းနေနဲ့လည်းသုံးလို့ရမယ် co-working space နေနဲ့လည်းသုံးလို့ရမယ်သူရဲ့အခန်းနေရာလိုတစ်ခုရှိပါမယ်ပြီးရင်တော့ဒီဘက်မှာ balcony အသေးတစ်ခုရှိမယ်နောက်ဆုံးအနေနဲ့ကတော့ဒီမှာဆိုရင်master bedroom ကိုတွေ့ရမှာဖြစ်ပါတယ် master bedroom အနေနဲ့ဆိုရင်တော့ဒီဘက်မှာသူအနေနဲ့ဆိုရင်လင်းဝင်လင်းထွက်ကောင်းမယ်ပြီးရင်တော့တော်ကျေဝန်းလေးရှိပါမယ် ceiling height အနေနဲ့ဆိုရင်လည်း 2.7 meter ရှိပြီးတော့မှသူဒီကွန်ဒိုလေးရဆိုရင်ပြီးရနဲ့သူfully fitted ဖြစ်ပြီးတော့မှ electrical appliances တွေနဲ့ပြီးရင် built-in cabinet တွေပါအကုန်ပြီးတော့မှာဖြစ်ပါတယ်ဒီခန်းလေးကတော့ 35.5 square meter 1 bedroom ခန်းလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဝင်ချင်းသူ့ရဲ့ living area နဲ့ dining space တွေရှိပါမယ်ပြီးရင်တော့ဒီဘက်မှာဆိုရင် common toilet တွေရှိမယ်သူရေချိုးခန်းနဲ့အိမ်အောင်အခြေကြီးလုပ်ပေးထားတယ်ပြီးရင်တော့ဒီမှာလုံးဝတခြားကွန်ဒိုတွေနဲ့မတူဘဲလုံးဝကိုသူအခန်းလေးတက်နဲ့လုံးဝခွဲပေးထားတဲ့သူ့ရဲ့ kitchen လေးရှိပါမယ်super line မှာဆိုရင်တော့လုံးဝတခြားကွန်ဒိုတွေနဲ့မတူတဲ့ຢာတော့ဒီဘက်မှာဆိုရင် bedroom ရှိမယ်ဝင်လာခြင်းမှာဆိုရင်တော့ဒီမှာကတော့ walking space ရှိပါမယ်walking space အနေနဲ့မသုံးချင်လည်းကိုယ့်ကိုဒါ closet ပဲထားဘယ်လိုပဲသုံးလို့ရပါတယ်ပြီးရင်တော့ဒါဒီဘက်ကတော့သူ့ရဲ့ master သူ့ရဲ့ bedroom မှာဆိုရင်လည်းဒီမှာဆိုရင်လင်းဝင်ပြီးတော့ကောင်းလှုပ်ပေးထားတယ်ပြီးရင်တော့ဒီဘက်မှာသူ့ရဲ့ balcony အသေးတစ်ခုထပ်ရှိပါမယ် developer အနေနဲ့လည်း top 5 developer ဖြစ်တဲ့ supply ကနေဆောက်လုပ်ထားပြီး3,000ဝန်းကျင်နဲ့ထောင်းလုံးကို9မိနစ်ထင်းနဲ့ရောက်နိုင်ပြီးထောင်းလုံးမြေစည်းရဲ့တဝက်တာရှိမယ်ဒီရဲ့ကွန်ဒိုလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ link property Thailand ကိုအခုပဲဆက်သွယ်နိုင်ပါပြီခင်ဗျာ